မင်းကတုံ့ပြန်မှုတိုင်းမှာပါဝင်နေရင်မင်းဟာသူများကြိုးဆွဲရာကရတဲ့ရုပ်သိမ်းရုပ်ပဲဖြစ်နေမှာပါခက်အေးအေးလေးထိုင်ကြည့်တတ်တာဟာအားနေတာမဟုတ်ပါဘူးအခြေအနေအရရက်ကိုထိန်းချုပ်နိုင်စွမ်းရှိတာပါမင်းတို့ကိုတယောက်ယောက်ကစောင်းပြောလိုက်တယ် Facebook ပေါ်မှာ status တစ်ခုတင်လိုက်တယ်ဆိုတာနဲ့မင်းကဒေါသတွေထွက်ပြီးပြန်ဆဲဖို့ပြန်ရှင်းပြဖို့ပြင်းနေသလားအဲ့ဒါမင်းကကိုယ့်ရဲ့ငြိမ်းချမ်းမှုကိုသူများလက်ထဲထိုးပေးလိုက်တာပါပဲလောကမှာအရာရာတိုင်းကမင်းရဲ့စွမ်းရည်နဲ့မထိုက်တန်ပါဘူးခက်တီတီလေးထိုင်ကြည့်နေလိုက်စမ်းပါမင်းရဲ့တိတ်ဆိတ်မှုကရန်သူကိုပို့ပြီးတော့အယုဖြစ်သွားစေပါတယ်မင်းကတုံ့ပြန်မှုပေးလိုက်တဲ့ဆိုကြတဲ့ကမင်းကသူတို့ဇညွန်းထဲမှာပါဝင်ကားပြလိုက်တာပါပဲသူတို့ကမင်းကိုစိတ်တူစေခြင်းလို့လှုပ်တာကိုမင်းကတကယ်စိတ်တူပြလိုက်ရင်သူတို့နိုင်သွားပါပြီအေးဆေးဆေးလေးထိုင်ကြည့်နေလိုက်စမ်းပါအကဲခတ်နေလိုက်စမ်းပါဘယ်သူကဘာကြောင့်ဒီလိုလှုပ်တာလဲဘယ်သူကဘယ်လိုကပြနေလဲဆိုတာကိုပွဲကြည့်ပြီးတဲ့တယောက်လိုကြည့်နေတာဟာအမြင့်ဆုံးသောဉာဏ်ပညာပါအရာအလုံးကိုတုံ့ပြန်နေဖို့မလိုဘူးတချို့အရာတွေကိုတော့အင်းလိုတော့မပြောပဲကြော်သွားလိုက်တာကမင်းရဲ့တန်ဖိုးကိုပုံမြင့်စေပါတယ်မင်းရဲ့စွမ်းရည်တွေကိုအရေးမပါတဲ့သူတွေအတွက်မဖြုံးသေးတော့ပဲမင်းရဲ့အောင်မြင်မှုတွေအတွက်ပဲစူးစောင်းထားလိုက်ပါတုံ့ပြန်မှုမလုပ်ဘဲနေနိုင်တာဟာမင်းရဲ့စိတ်ဓာတ်ခိုင်မာမှုကိုပြတာပါမင်းကိုဘယ်သူမှလာပြီးလှုပ်ခါလို့မရပါဘူးစိတ်လှုပ်ရှားမှုမပါဘဲထိုင်ကြည့်နေတဲ့အခါပြဿနာရဲ့အရင်းမြစ်နဲ့လူတွေရဲ့မာယာကိုမင်းကအကြည်လင်ဆုံးမြင်ရပါတယ်တခုခုကမင်းကိုစိတ်တူအောင်လှုပ်လာရင်ချက်ချင်းမတုံ့ပြန်ပါနဲ့တစ်ကနေ30အထိဖြည်းဖြည်းချင်းရေတွက်ပြီးဒါဟာငါတုံ့ပြန်မှုနဲ့ထိုက်တန်ရဲ့လားလို့ကိုယ့်ကိုယ်ကိုအရင်မေးပါလောကကြီးကိုရုပ်ရှင်တကားလို့သဘောထားလိုက်ပါမင်းကမင်းသားပါဒါပေမဲ့ဒီအခန်းမှာတော့မင်းကကြည့်ုံပဲကြည့်ရမယ်အခန်းပါမင်းဘာမှမပြောဘဲစိုက်ကြည့်နေတဲ့အခါတစ်ဖက်လူကပို့ပြီးလန့်သွားတတ်ပါတယ်မင်းဘာတွေတွေးနေလဲဆိုတာသူတို့မသိတဲ့မင်းရဲ့အကြီးမားဆုံးအားသာချက်ပါမင်းရဲ့တိတ်ဆိတ်မှုကိုလက်နက်အဖြစ်အသုံးပြုလိုက်စမ်းပါအရာအလုံးကိုလိုက်ပြီးမတုံ့ပြန်ပဲခက်အေးလေးထိုင်ပြီးလူတွေရဲ့ကောက်ချက်မှုကိုအကဲခတ်နိုင်မှာဘဝရဲ့တကယ်ဆရာဖြစ်မှာပါအရာအလုံးကိုတုံ့ပြန်ဖို့မလိုဘူးဆိုရင် comment မှာ yes လို့မှတ်ငယ်ပေးပါခင်ဗျာ